အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကလေးတွေအရန်ပြော့တယ်ရွှေဖြုံသီးပွဲတော်ကိုလိုက်ပို့ပေးခဲ့ပါတယ်ရှင်ရွှေဖြုံသီးပွဲတော်ဆိုတာကတော့အမေရိကမှာဆိုရင်တော့အောက်တိုဘာလပထမပတ်လောက်ကနေစပြီးတော့ဟောလိုဝင်းမတိုင်ခင်အထိကျင်းပပြုလုပ်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်ရှင်အဓိကအားဖြင့်တော့ပွဲတော်မှာရွှေဖြုံသီးနဲ့ပတ်သက်တာတွေရောင်းပြီးတော့ဟောလိုဝင်းနဲ့ပတ်သက်တဲ့ decoration တွေကိုလည်းရောင်းချပေးတာဖြစ်ပါတယ်ရှင်များသောအားဖြင့်တော့လယ်သမားတွေကသူတို့စိုက်ပျိုးထားတဲ့ရွှေဖြုံလေးတွေကိုအများပြည်သူအတွက်ရောင်းချပေးတာဖြစ်ပါတယ်ရှင်။ကလေးတွေအကြားရဲ့အစားအစာမျိုးစုံရှိသလိုကစားကွင်းတွေကိုလည်းအများကြီးပဲပြုလုပ်ပေးထားပါတယ်ရှင်။လိမ့်ဆန်လေးတွေကိုလည်းကြည့်ရှုကင်တွယ်လို့ရတဲ့အတွက်ကလေးတွေကအရန်ကိုပဲပြောပါတယ်ရှင်။ကလေးတွေကတော့ကစားကွင်းတွေမှာကစားလိုက်မောလို့ရှိရင်အစားတောက်တွေစားလိုက်နဲ့အရန်ကိုပြောကြပါတယ်ရှင်။ပြန်ဖို့ပြောရင်တော့မနှဲခွန်ရပါတယ်ရှင်။ပွဲတော်ရဲ့ထုံးစံတိုင်းအစားတောက်တွေကတော့ဈေးကတော့နည်းနည်းလေးကြီးပါတယ်ရှင်။ကလေးတွေစားကြတယ်ဆိုလို့ရေခဲရှိတစ်ခွက်ဝယ်ကျွေးတာ9ချက်ပေးရပါတယ်ရှင်။ This rainbow ice cream is you. အားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ပွဲတော်ကိုလာတဲ့ကားတွေကအရန်များတဲ့အတွက်မနက်10:00နာရီမှဖွင့်နေဆိုပေမဲ့9:45လောက်တော့ရအောင်သွားတင်ပါတယ်ရှင်။အဲ့ဒါမှပဲကားနေရာရနိုင်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။